ညမောင်ထဲမှာစတိုင်ကြလာတဲ့လူတစ်ယောက်ဟာကားကိုအေးဆေးဆေးမောင်းနေပါတယ်။သူ့ရဲ့ဘေးကနေလူငယ်တစုပါလာတဲ့ငွေရောင်ကားတစ်စီးကကပ်အေးလိုက်လာတာပါ။အဲ့ဒီကားတွေကလူငယ်တွေဟာသူ့ကိုလောင်းပြောင်းတာတွေရမ်းဆလာတွေလုပ်နေကြပါတယ်။တစ်ယောက်ကရေတောက်ပြီးနောက်တစ်ယောက်ကတော့ဆေးလိပ်တောင်းရင်သူ့ကိုစိန်ခေါ်နေတဲ့ပုံစံမျိုးပါပဲ။ဒီလူဟာစိတ်မရှိတော့ပဲတရားပေါ်မှာတင်သူ့ရဲ့အနက်ရောင်ကားကိုရပ်လိုက်ပါတယ်။ကားတကားကိုဖွင့်ပြီးအပြင်ကိုတေးတေးငင်ငင်ပဲထွက်လိုက်ခဲ့ပါတယ်။သူဟာသူ့ရဲ့ကုတ်အင်ကြီးကိုတေးတေးတက်တက်ဖြစ်အောင်ပြန်ပြင်ဝတ်လိုက်ပါတယ်။သူ့ရဲ့မျက်နှာမှာတော့ဘာကိုမှတုံးလုနေတဲ့အရေးအယောင်မရှိပါဘူး။ရန်စားခဲ့တဲ့လူငယ်တွေလည်းသူတို့ကားပေါ်ကနေအလိုလိုဆင်းလာကြပါတယ်။ဝတ်စုံနေတဲ့လူငယ်ကအရင်ဆုံးကားပေါ်ကနေခုန်ဆင်းလာတာပါ။သူတို့ဟာဒီလူကိုအုပ်စုလိုက်ဝိုင်းပေးတိုက်ခိုက်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရင်ဆိုင်နေရတဲ့သူဟာတာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကိုသူတို့မသိကြပါဘူး။တိုက်ခွဲကစတင်လိုက်တဲ့အခါမှာတော့ဝတ်စုံနဲ့လူဟာအလွန်ကိုကျွမ်းကျင်လာတဲ့လူချမှုတွေနဲ့ရန်သူတွေကိုပြန်လည်တိုက်ခိုက်ပါတော့တယ်။သူဟာဝတ်စုံနေတဲ့လူငယ်ရဲ့အလဲဘင်းကိုဆွဲညစ်ပြီးကားမှန်နဲ့ဆောင်းလိုက်ပါတယ်။နောက်ထပ်ရောက်လာတဲ့လူကိုလည်းလင်မြန်လာတဲ့လက်သီးချက်တွေနဲ့ချက်ချင်းပိုင်းနေနှင်းလိုက်ပါတယ်။သူ့ရဲ့တိုက်ခွက်တွေကတိကျပြီးပြင်းထန်လွန်လာအားကြောင့်တစ်ဖက်လူတွေဟာလုံးဝကိုမရွှေနိုင်ကြပါဘူး။သူဟာရန်သူတွေကိုတယောက်ပြီးတယောက်မြေပြင်ပေါ်မှာလဲကျသွားအောင်လုပ်လိုက်ပါတယ်။ရန်သူတွေအားလုံးနာကျင်စွာနဲ့မြေပြင်ပေါ်မှာလဲကျနေချိန်မှာတော့သူဟာအေးဆေးဆေးပဲသူ့ကားစီကိုပြန်လျှောက်သွားပါတယ်။သူ့ရဲ့အင်ဂျီကိုတစ်ချက်ပြန်ပြင်လိုက်ပြီးကားတကားကိုဖွင့်လိုက်ပါတယ်။ပြီးနောက်မှာတော့သူ့ရဲ့အနက်ရောင်ကားထဲကိုပြန်ဝင်သွားပြီးညာအမောင်ထဲကိုတေးတေးငီငီနဲ့ပဲမောင်းထွက်သွားပါတော့တယ်